Hello guys, Tokyo Gaming Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်2000နဲ့အကောင့်ထဲမှာဘာတွေပါမလဲဆိုတော့ကျွန်တော် brother တို့ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ကအဓိကတော့ double ပါလို့ဝယ်တာဖြစ်ပါတယ်။ double ပြင်ဘာတွေပါအောင်လဲဆိုတော့ကြည့်လိုက်ရအောင်။ကဲခုက line ကနည်းနည်းမကောင်းဘူးပေါ့နော်။ကိုကတော့ကျွန်တော်ဒါ background music ကိုပိတ်မှရမယ်ဗျ။ copyright မိမှာဆိုလို့ပေါ့နော်။ဖုန်းတွေလက်နေတာလို့ဘေးနားအတန်တွေထွက်နေတာလို့ line မကောင်းတာလို့တီးခံပြီးကြည့်ပေးကြပါဦးလို့ကျွန်တော် double ပါလို့ပြောရပါပဲเนาะကျွန်တော်ချက်ကြည့်လိုက်အောင်အဲ့တန်းထဲမှာအော်ဖွင့်ခနဲ့ double ကြီးပေါ်လာတာရော what the fuck double ပြင်တော့ပြောစရာမရှိဘူးเนาะဒါတခြားဓာတ်တွေရှိမယ်ကျွန်တော် saver ဓာတ်လို့ရှိမယ် pipe လို့ရှိပါမယ်အဲနောက်တစ်ခုကကျ short ထဲမှာကျွန်တော်တစ်ချက် double သွားဝယ်ပြမယ်เนาะကျွန်တော်မှာဒါ item တွေရှိနေတဲ့အတွက်ကြောင့်မို့ဝယ်เนาะကျွန်တော် error စာကြီးပေါ်လာမယ်လို့ထင်တာပဲရောကွာကဲနော်ခုမှပေါ်လာတာဗျလိုင်းကမကောင်းဘူးဗျာမပင်ကဟိုက်နေလို့ကျွန်တော်မှတီးခံပြီးလုံးနေရပြို့လို့တီးခံပြီးကြည့်ပေးကြပါဦးကဲကျွန်တော်စပယ်ဆန်ပြမယ်ဗောနော်ရော့ဒီမှာဒီကောင်နဲ့တစ်ပင်ကိုထိအောင်လုပ်မယ်တစ်ပင်ထိအောင်လုပ်ဖန်ဟုတ်တယ်ဗျာဟေးဟောတစ်ပင်ကမလဲဘူးကွာဝေးရလို့လားမသိဘူးကဲဒီမှာ double လေးကတော့သူက mystery ပဲ fan မိထားတာပဲရောင်းရကျန်းလိုက်လားသူကတခုကကြကျွန်တော်တို့ item တွေကိုကျွန်တော်ဝယ်တယ်ဆိုတော့ကျွန်တော်အကောက်ကြီးပါဝယ်ရတာပေါ့နော်သူ item get တာမဟုတ်ဘူးဗျာသူအကောက်ပါပြီးသားဝယ်တာပေါ့နော်Aura တော့ orange ဆိုတာ Aura လေးနဲ့ share လှပါတယ်ပြီးရော light video နဲ့ကောင်းလိုက်လားကျွန်တော်ဒီအရာကြီးကကျွန်တော်တိတ်ဆိတ်ဝင်စားကျွန်တော်ကအဲ့လိုမျိုး game pass ကိုလိုက်ထွက်ရအောင်ပဲကျွန်တော်ဝါသနာပါရပါတော့ PPP လည်းမချတတ်ပါဘူးကျွန်တော်အမှန်စရဆိုရင်တော့ loop ပါကဲကျွန်တော် fruit ထဲမှာဗာတိရှိလဲဆိုတော့မစိုးပါဘူးဘယ်တော့ရှိဟာရော sun fruit ကအခုမှကောက်ထားတာလားမသိဘူးညီအောင်ကြီးပေါ့fruit ကတော့မသိခဲ့ဆိုရင်တော့ဒီ reward လာမယ်ပြီးတော့မရှိဘူး reward ကကြတော့ခဏနေအောင် venom reward ကကြတော့ကျွန်တော်6လပိုင်းမှလာမယ်ထင်တယ်နော်6လပိုင်းမလို့တော့ပါဘူးနည်းနည်းလေးတော့ပါ venom reward လာမို့ကဲအောက်မှာကျွန်တော်တို့ဒါတော့ orange ဆိုတာ aura နဲ့နောက်တစ်ခါကျတော့ဟောငါးများကြိတ်တွေရှိရသူကငါးများတယ်နဲ့ရောက်ရင်ငါးများကြိတ်တွေရတယ်နောက်တစ်ခါကျွန်တော်တီးခံပြီးကြည့်ပေးကြပါကျွန်တော်အတန်နည်းနည်းဝယ်နေလို့ပေါ့နော်ဟေ့လူကြီးဘာပြောတာရှက်ကီအိုင်းတာဟာကြီးလာပါလားငါလည်းပြောတော့ကွာအဲ့ဒါကြီးဝယ်ရလောက်ထင်တယ်ကွာတိလားဒီကောင်မွေခင်တော့ကွာဘရိုတယောက်ဆော့တာကျွန်တော်ပြမယ်အဲ့လေတွေ့ရနော် brother တို့ဟိုလှတယ်ဗျတိလားအဲ့ကျွန်တော်ကဒီ Telegram မှာဝယ်ထားတာဗျ तू ကျွန်တော်မွေခင်တော့ဆော့တာချိုးလာမှာ control လည်းရှိရဗျ control ကview ကမြင့်နေ190ဖြစ်သွားပြီကင်းစနလည်းရှိရ full upgrade store လည်းရှိရမစိုးဘူးကွာဒါနဲ့ကြောဒီကောက်မှာပေါ့နော်ဒါ permanent fruit ဆိုလို့ကျွန်တော် blade permanent ပဲရှိပါတယ်ကျွန်တော်ဒီကောက်ထဲကို robot ထည့်ရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီအကောက်ကကြတော့ကျွန်တော်မြန်မာစာပါအကောက်ပဲပေါ့ရှိုးဝယ်တဲ့စာပါရကြထိုင်းစာပါဖြစ်နေတယ်ထိုင်းဘက်နဲ့ထည့်ရတယ်အဆင်ပြေပေါ့နော်ကိုကတော့ play လေးစမ်းသုံးကြည့်ပါမယ်ကဲကျွန်တော် play လေးကိုကျွန်တော် spell လေးနည်းနည်းပါစမ်းမယ်ပေါ့နော်ကဲ spell လေးနည်းနည်းစမ်းမယ်လို့ဆိုကမှဘေးလက်ခွေးလိုင်းကလက်သွားပါတယ်လက်ခွေးလိုင်းလက်တဲ့အတွက်ကြောင့်မို့ကျွန်တော်လေးဒါ spell fan ထားတဲ့ဟာလေးကိုတစ်ချက်ရေးပြလိုက်မယ်ပေါ့နော်ဒါနဲ့နေပါဦးဘလိတ်ကတာမန်ဖုလေငါ spell fan ပြအောင်ဒီကောင်ကြီးက yeti လဲမဟုတ်ဘူးကွာကောင်းစားဖုလဲမဟုတ်ဘာလို့ငါ spell စမ်းပြနေပါလဲရထွေးလို့တော့မပြောတော့ဘူးတော့ကျွန်တော်ရဲ့ဗီဒီယိုဒီလောက်ပါပဲနောက်ထပ်ကြာရင်လည်းကျွန်တော်ဒီလိုအကောက်လေးဝယ်ပေးထားတာလေးကိုလည်းကျွန်တော်တင်ပြမအားပေးကြပါဦးနောက်ထပ်ကြာရင်တော့ကျွန်တော်ဒီတက်ကောင်းအောင်လို့လုပ်ပြီးဗီဒီယိုကြီးဆက်တင်အောင်မှာဖြစ်ပါတယ်အားလုံးပဲစောင့်ပြီးကြည့်ရှုကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်အခုလိုတော့ဆရာတော့ဒီဆက်တဲ့တရားကြရောတော့ဆော့အိုလီတင်တာပဲမိုင်းလိုက်တာဆရာသမားဘီနာစပယ်လာစပန်နေရကောင်เนี่ยတမျိုးသိရမလားအဲ့ကောင်တွေကဘီနာစပယ်လာစပန်နေကိုကျွန်တော်ဖုန်းကထောက်တယ်ကျွန်တော်ဘာတိုက်တယ်ရှိလဲမသိကြည့်လိုက်အောင်တိုက်တယ်လားတိုက်တယ်မဟုတ်တိုက်တယ်မဟုတ်ဘူးတိုက်တယ်အဝေးကန်ဝမ်းနဲ့ကောက်မှမဆိုးပါဘူးဒီကောက်တော့ကျွန်တော်ရေးရှိ level မှန်အောင်ဆော့မယ်ပဲ level မှန်အောင်မဆော့နိုင်ရင်လည်းကျွန်တော်level မှတ်တဲ့စားပေးရှိတဲ့နေရာကိုသွားပြီးတော့စားပေးအပ်ထားလိုက်မယ်ပေါ့နော် fruit လည်းမရိုးပြနိုင်တော့ပါဘူးလို့ပတ်စံ8000ပဲရှိရဟာရောတော်တော်ဆိုးနေပြီကွာရောင်ရေးပတ်စံအနည်းဆုံးတော့တန်းတော့ရှိတင်တယ်လေကွာမင်းတို့ကကြီးလုံးမာတယ်ကွာလောက်ကြီးကကဲထွေထူးတော့ပြောမနေတော့ပါဘူးလို့နော်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲကဲကျွန်တော်စပယ်လေးကိုလုပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုသုံးသပ်လိုက်အောင်1 2 3